Okay ဟာဆိုတော့ကျွန်တော်အခုခိုင်းအိမ်ကိုရောက်နေပြီဖြစ်ပါတယ်ခဏကြီးပြမယ်ယိုးခိုင်းမင်္ဂလာပါဆိုတော့ဒါကတော့ခိုင်းရဲ့အိမ်လေးပဲဖြစ်ပါတယ်သူမှရှိရဲ့ driver ကြီးကျွန်တော်ကလိပါပါမင်္ဂလာပါခေလာ come on ဘာလို့ချင်လဲဆိုတော့ကလိမယ်ကလိကဘာရှိတယ်ဆိုတော့ဒီမှာပြရတဲ့အတိုင်းဒါတော့ Copastra ဆော့ဒါခိုင်းနာရှင်းပြလားဒါလော့ရရပါတဲ့ကောင်လေဒါဆိုကိုဝန်ကြဆိုရှင်ကန်းကြဆိုရှိမယ်ပြီးတော့ရင်ဒီကောင်က Copastra ဆော့အကြီးပဲဒါပေမဲ့စောပါမစုံလို့ရင်းထားတာဒါက Masman ဆော့အဲ့ဆိုလည်းပြက်တယ်ကွာဒါပေမဲ့လာတယ်ဒါပေမဲ့တိတ်မလာတယ်မှာပါတယ်လေးကမလေးဆိုခိုင်းတယ်လေးတယ်တော့ကန်ကြီးလိုက်နစ်နေရပဲဒါပေမဲ့လာတယ်ရောင်းမလားမရောင်းမလားခွေးမသိသေးဘူးဒါကတော့လူပင်နဲ့ကလူပင်စောပတ်မော်ဖာလေးလည်းထည့်လို့ရတယ်ဒါတော့ Magic Dragon ဒါက01နဲ့ကမမ်မိုရဲ့ ဆော့ရှယ်ကြီးနော်မမ်မိုရဲ့ ဆော့တဲ့ကြီးရဲ့ rookie ရဲ့ survivor အဲ့ကောင်ဆိုအရှိဖက်ဆိုကျွန်တော်အရှင်ဘေကပြရမှာဒါပေမဲ့လက်တော့လုပ်လို့ရလက်လုပ်လို့ရမစိုးဘူးလေအဲ့လားဆိုဒါတော့ icon SG ပေါ့ကျွန်တော်ဒီမှာ Avaret ဆော့ပတ်ရှိမယ် Brakila ရဲ့ဆော့ပတ် Avaret Kila ရဲ့ဆော့ပတ်ဒီလိုလေးပဲကြည့်ငှက်နဲ့တွဲဒီလိုမကြည့်နဲ့ဒီလိုပဲကြည့်နဲ့ဒီလိုလေးကြည့်အဲ့တကြရတော့ငါလည်းမတက်နိုင်ဘူး Okay အဲ့ဒီအောက်မှာဘာရှိလဲ Okay အောက်ကိုဆက်သွားရမယ်ဆိုရင်အောက်ကတော့ဒါ collection တိတိလေးပေါ့နော် collection တိတိလေးတွေဘယ်လိုဖွင့်လိုက်ဘယ်လောက်ရှိဘယ်လိုဖွင့်လိုက်ဘယ်လောက်ရှိတာ collection တိတိလေးဘယ်လောက်ရှိလောက်လဲအကုန်လုံးပေါင်းမှာ6သိန်း9သိန်းပေါ့တိတိလေးပါအဲ့လိုလည်းမရှိပါဘူးဒါတွေအကုန်လုံးကဈေးသက်သက်နဲ့ရထားတာဆိုတော့ဒူးနဲ့မြေကြီးတော့တုတ်ရတာပေါ့ Okay ရှင်းပြပါဦးခိုင်း Okay ရှင်းပြပါဦးဆိုဒီမှာ Forriser ရှိမယ် Forriser ဒါလေးကြိုက်လို့ဝယ်ထားတယ်ဒီဆိုရင်ဒါလေး Rampage Bullet ဒါလေးလည်းကြိုက်လို့ဝယ်ထားတယ် Rampage ကိုမှ Bullet ပါချင်းသူ့နာမည် Rampage Bullet လေမနောက်နဲ့ပြင်ဒီမှာဒါရှိမယ် Mark 9 driver မလာသေးလို့အခုမကန်ရသေးဘူးတော့ကန်ရင်လည်းရနေပြီပြင်01 key တွေရှိမယ် key ကတော်များတော့ DH တွေပဲ SG ဆိုတော့ဒီလိုမျိုးနည်းနည်းရှားတဲ့ကောင်လေးပဲ SG ရှိမယ်02ရှိမယ်ဒီကောင်ကဒါ super bad 02ဆိုတာ super bad ဒီရဲ့02ကထုတ်ပြခဏနေတယောက်ရင်သွားမယ်ဒါဆို metal ရှိတယ်ဒါလေးဆိုရင် Scorpion DH ဒီပဲဆိုတာ ကိုစိန်ရရှိမယ်အဲ့ဒါပါဟုတ်ပါဘယ်လိုလဲမေးပါလွတ်တတ်တယ်စမ်းပြပါဒီမှာစမ်းတတ်တော့မေးပါဒါဖွင့်တယ်ဟုတ်တယ်နော်ဖွင့်ပြီးတော့ဒါလေးကိုဒီလိုထည့်ထည့်ရပါလို့ပိတ်လိုက်ပေါ်တင်လိုက်ဟင်းရှိတော့ဟုတ်သေးဘူးလေရထားလိုက်အဲ့တော့တက်နေရလားမသိဘလုံးပဲပေါ်တယ်မသိဘူးပြီးတော့ပြန်ဆန်းတော့ခုနဆန်းတာရရမှာရဒီမှာဆိုရင်ဒါဟိုပါဘယ်လိုကမအဲ့ကောင်ကိုစရဲ့အင်ကြီးကိုအဲ့ဟိုဟာ action figure line ကဘာ line ခေါ်လဲမေးပါအဲ့ line နဲ့အင်ကြီးလေဆိုလိုလည်းမဟုတ်ဘူးရှူလိုလည်းမဟုတ်ဒါဒီမှာဒါမျိုးဒီကောင်စီဒီကောင် line ရဲ့ထဲပုံစံမျိုးအဲ့ထဲအတိုင်းလားblogging မဟုတ်လေ blogger တူဟာလေးမင်းဒီကောင်ကမဆိုပါအဲ့ဒီမှာဆိုအင်ကြီးအစုံလဲလို့ရတယ်လေးရအကောင်တော့မရှိဘူးပြီးရင်ဒါလေးရှိမယ်အဲ့ဒီကဘာလေးရှင်းပြပါအဲ့ဒါလေးက wizard ring ပဲဒါပေမဲ့ဟိုမှာရှာ online မှာရှာကြည့်ရတော့ဗါတယ်ဘန်တိုင်း story မှာ
10ခွင်းပေးအဆူပါလေ wizard ring 10ခွင်းပြနိုင်ဒါလေးလက်ဆောင်ပြန်ပေးရဆိုတော့ ဒီ classic item ပေါ့ ထင်တာပဲဒါပေမဲ့လောလောဆယ်ဘူးမှတော့မတွေ့သေးဘူးကြိုက်လို့သိနေတာအားလေးရှိမယ်ပြီးသွားရင်ဒီ ranger key အတွဲလေးရှိမယ် ဒါလေးကပါသေးတယ် ဒါလေးက Ranger အတွဲလေး Ranger SG ဆိုပေမဲ့လည်းတော်တော်တက်တယ်ဒါလေးအနီလေးကတော့ DH က Ranger အတွဲလေး Ranger SG ဆိုပေမဲ့လည်းတော်တော်တက်တယ်ဒါလေးအနီလေးကတော့ DH ကြိုက်လို့စုထားတာပြီးသွားရင်ဒါဘယ်လိုခေါ်မလဲ Mighty Morphin ခေါ်မလား Zuranger ခေါ်မလားကြိုက်တာခေါ်လို့ရတယ် Ranger မှာဆိုရင်တော့ Mighty Morphin Mighty Morphin ပေါ့ဒါ the first ပဲအကြိုက်ဆုံးပဲ Jason နဲ့ Tommy နဲ့ Tommy Oliver Tommy ကတော့အကြိုက်ဆုံးပဲကြိုက်လို့တိန်ရတာပြီးရင်ဒီမှာ Kabuto ရှိမယ် Kabuto က DH Kabuto က DH နတ်တာပတ်တာလေးပေါ့ စမ်းပြပါ စမ်းမပြတော့စမ်းမပြတော့ပြီးရင်တော့ဒါလေးရှိမယ် Maximum ရှိမယ်02ကပြီးရင်စမ်းပြအပူနဲ့ Okay Okay ဒီမှာ loss ရ SC တွေရှိမယ်ဒီဘက်ခုံပေါ်မှာက ဒီမှာဗာလေးရှိမယ် ခုံပေါ်ကဟာတွေကဒါတွေအကုန်လုံးက out store တွေအကုန်ရောင်းပြီးသွားပြီရောင်းထွက်သွားပြီပို့ဖို့မပို့ရသေးတာပေါ့နော် ဘယ်နည်းပို့ အဆင်ပြေတဲ့နေ့ပေါ့ကျော်တဲ့နေ့ပို့မယ်စကားကန်ရှိမယ်ဒီမှာဆိုရင်ဒါအကုန် DH တွေကြီးပဲ DH တွေရှိမယ် SG ဆိုတော့ဒီလေးလုံးပဲရှိမှာဒါဆို Christmas လေးဒီကောင်လေးကတော့မပို့ဒါသိမှာဒါတေပေါ်ခဏတင်တာဒီမှာ DH တွေရှိမယ်ဒီမှာဆိုဒါ01ချိုင်းရှိတယ်လေးစင်းချိုင်းအကုန်လုံးဒီမှာအကုန်ဒါ DH တွေကြီး ပုံကြောသွားရင် ဖုန်းကြောင်းသွားရင် share ပဲအကုန်လုံး DH တွေကြီးပဲ DH တွေ နည်းနည်းတက်နာလေးရွေးစုတာ Prime မှာ Tiger Tiger Tinger Falcon Shark Shark ခေါင်း ခေါင်း အကုန်လုံး Gorilla မို့ကောင်းလို့ကောင်းလိုက်ဒီဝိုင်းဒီမှာ Pirate Driver ဖိုင်ရ Wizard Driver လည်းရှိတယ်ဒါလည်းအောက်ပြီးသွားပြီမိုက်တယ် အောက်သွားလိုက်မပုံပြူပဲ ပို့ချင်တာပဲဒါပေမဲ့မအားဘူးလေမအားတော့မပို့ရသေးဘူး အလုပ်ကဈေးကလုပ် ဒီတရက်နဲ့တွင်မှာတော့ရှောင်းအောင်ပို့ပြီးမှ Okay ဒီမှာဗာလေးရှိမယ် ဒီဘက်မှာဆိုရင်တော့ဒါဒီနေ့မှပူပူနွန်းနွန်းသွားယူထားတဲ့ driver လေး driver တော့ဖြစ်တယ် driver သုံးတဲ့ item လေးတွေရှိမယ်ဒီမှာဆိုရင် key packet box အာ key packet box packet box mission box ပေါ့နော်ပြောရမယ်ဆိုတော့ mission box ဒါဆိုဒီမှာ rain နေဒီတွေပဲ share ပဲ လာလေးတွေပဲရောင်းပေးတယ် အဲ့ရပါစေထုတ်ဖို့ပို့ပါစေထုတ်ပါ ဒါ မြင်ပွင့်လို့ ပါစက်ထုတ်ဖို့ပို့ထားတာဒါပေမဲ့ ပို့ပါစေထုတ် ပို့ပါစက်ထုတ်တာဒါပေမဲ့ထပ်တဲ့ပေးစရာရှိသေးတယ်နော်ဒီမှာ အောင်မြင်ပဲဖြစ်ပါတယ် မအောင်မြင် အောင်မြင်ပါ မအောင်မြင်လို့ခေါ်တယ်သူက မအောင်မြင် မအောင်မြင်သက်ပို့ပေးရမှာသူကြီး driver ရဲ့အများကြီးထပ်ယူထားလို့အစားပို့ပေးမလို့ ဒါလေးပါသေးတယ် ဒါလေးက Sting Scorpion ဘယ်လိုပြောမလဲ weapon attach arrow မဆိုမိုက်01နဲ့ပါတာ Horobi ရဲ့ weapon ဒါ wizard brain နဲ့ ဒါ wizard ring နေဒါလည်းပို့ရမယ့်ပစ္စည်းတွေပဲပါစေလဲ ဒီလေတခြား ဘာရှိသေးလဲဆိုရင်ဒီမှာဒီဘုံကြီးရှိမယ် အဲ့ဘောပါဘောင်း အိုင်ဖုန်းကြီးဖွင့်ပြမယ်ဆိုတော့ဟာလေဒီ packet တွေကစုထားအဲ့ထဲမှာ packet တွေရှိသေးတယ်ပြမယ်ပြင် အစီပြမယ် ပြင်အစီပြဒါလေးကဒီမှာ ဟုတ်ညာကြီးပဲနော် အများကြီးပဲအကောင်းနေရောစုပ်တွေရောမစုံတစုံနေရောဒါတော့ဟွာလေပေးကြည့်တယ်01ရဲ့မနော်ဒါတခြားရှိုးရှိုး ဟုတ်ဒါကြီးကဘာလို့မဲ ဒါကြီးကမဲနေ မဲနေတယ်လို့ပဲ ဟိုလင်မော်သီးမီးဖုတ်တာ ဤစုပ်ကြီးလား ဤဆိုကြီးမို့ဤကောင်းမီးဖုတ်တာ ဤကောင်းမီးထုတ်တာ လင်မော်သီးမီးဖုတ်တာ ဒီမီးထုတ်တာတဲ့ ဒါရင်ဒီမှာကိုဆိုင်ရကန်ရှိမယ် ဆိုင်ကြခံခုနမော်ဖာရှိရနော် မော်ဖာရှိတယ်ကန်ရှိတယ်ပြီးတော့ရင်ဒါကြီးလည်းရှိတယ် အာ final point ရဲ့ weapon လှည့်လို့ရ ပွဲဒီမှာရောင်းလို့ရ ပွဲစဉ်မှာလိုက်လှည့်လို့ရ ကတ်ရရမ်းလိုက်တာလေ ပြီးတော့ရင်ဒါလေးကပို့ရတော့မှာ ဒါပါကြီး Chronicle လက်ကင် ဟော Chronicle driver လက်ကင်မရှိရ driver မရှိဘူးအဘောအဲ့လိုဆိုရပြီးတော့ရင်ပါရှိတယ်ဒီမှာကြည့်ရမ်းစုံတာ0တဲ့ကစက်ရုပ်ရဲ့6တော့ ဟော ဘယ်ညာရှိတယ်ဘယ်ညာရှိတာတစ်ဖက်တည်းမဟုတ်နှစ်ဖက်ရှိတာ ဟောတစ်ဖက် ဒီမှာ ဒီမှာစီစုံလဲဆို ဒီမှာ6တော့နှစ်စုံပြီးသား လူ လူချင်းတဲ့သူရှိရင်ဝယ်လို့ရတယ် လို့ရ ဒီတော့ရင်ဒီမှာ this is it
အဲ့မှာဟိုတာ ဝိဇက်ရဲ့ဟိုပါခါတယ်ကျိုးတယ် ဘာဟိုတာ ဘက်ဟိုတာပေါ့ဒီပိုင်းဒါလေးကသိကြမှာတယ် ဒါကိုကန်းကြရဲ ကိုကန်းကြတဲ့ကကိုဝန်းကြရဲ့စောပတ် ဟုတ်ပါ ကောင်းမဲ့ပါတယ်ဒါမဲ့လှ လာတယ် ဒါဆိုရင်တော့ ဒီပါရှိအောင်မယ် ဒါဆိုရင်တော့အာဘာရဲဇောရဲ့ခြေတော့၃ညောင်းပါတယ် ဟုတ်ရောဆောက်ကျစားလိုက် ဒိုင်နိုဆောခြေတော့၃ညောင်းကြီးကြွတော့မဟုတ်ဘူးဒါရင်ဒါလေးကစုပ်ကလေးတွေဒီမှာနော် Optimus ရဲ့ Optimus Prime ဒါဟိုပါလေ Prime Time မို့ဒါ Battle Damage ထိထားတယ် Battle Damage ထိ ဟို ထား ဒါဟို Megatron နဲ့ခြာပြီးပြည်တယ် Battle Damage ထိထားလို့ဒါ Limited Edition Limited Edition အပြည့်စုံမဟုတ်ဘူး ရှယ်ပဲခဏပြ Battle Damage ထိထားလို့မိုက်တယ်ကြိုက်တယ်ဒီမှာဇိုးကြတဲ့ကဝေလာငါ ဝေနာငါ စောပတ်ပေါ့ ဟုတ်ပါ မဆုံး ကြီးအဲ့လောက်ကြီးတာ စောပတ်ကြီးအဲ့လောက်ကြီးဒါတော့မဆုံးသေးဘူး ဟဲ့ ဒီအဖုံးပိတ်တွေပါအများကြီးကျန်သေးဇာလေးစားဆုံးလိုက်တော်တော်လာပါ အဲ့ဒါနော်ပြောပါတော့လူရိုက်တယ် သူ့တက်လို့ရအလေးကြီးပဲ တင်း K ထားပြီးတော့ ဟိုကရွှေအောင်ဒီက ဒါရွှေ edition မို့ဒါဂျပန်မှာကင်လာတဲ့စီဂျပန်စီကင်လာတာ ဒါစနပေး ကြိုက်လို့ဝယ်ထားတာဒီမှာ short range စီးကင်လာတာ တော့ရိုက်ဆိုစီးကင်တာအမလီ လန်တော့ကနေရပဲ ကောင်းပြီလား ကောင်းသေးလားဆိုတော့ထက် circuit မကောင်း ဟုတ်ကဲ့ပါ circuit ပြန်လဲလို့ရတော့ circuit လဲပြီးတော့ customer ကင်လို့ ဆိုပါ ပြန်ကင်လို့ခဏတိန်းထားတာ ဝိုင်းလေးပဲတိုင်ပြ ပေါ်ပိုင်းလေးကပေးရတာလေစေးပေးသွားဒါဆိုစောပတ်တွေရှိမယ်နင်းကြစောပတ်တွေလည်းရှိတယ်နင်းကြစောပတ်တွေဆိုရင်ကုံစုံပြီးပါကိုတယ်ပဲပါမလားလက်တွေ6တွေပါဒါဟိုပါကိုဘတ်စတာရဲ့မြောက်အဲ့မြောက်ငါရှိရိုပေးအောင်မယ် ပေါ်ရှိယူလို့ပါ ဒီမှာကြည့်ကွာ ဟောဝပန်းဈေးကြီးရနော် ဝက်ပန်ရဲ့ပြီးတော့ဒါဟိုပါလေစစ်ရင်းဂျာရဲ့စောပတ်နှစ်ခုတွဲဆက်လို့ရတယ်ကွာအဲ့ဒါကိုဒါဆိုမှဒါဘယ်6တော့လဲရှိတယ်6တော့ရှိတယ်ပြီးတော့6တော့ရှိတယ် ကိုပိုင်းရဟုတ်ပါဘူး နင်းကြ နင်းကြ ပြီးတော့မကြဒါဆိုလေဒီမှာလက်တစ်ဖက်ရှိတယ် ငကားတောင်းမှပန်းပြီးသွား ငါကတော့ပါပြီးသွားပြီငါကအမီးနဲ့ချွာပဲပါတယ်ဒါကတော့ကြိုက်လားဒါကြိုက်လား နားနော် ကြိုက်လား အဝါရဲမှာလား အဘာရဲတဲ့က eBay ဇော့အဘာရဲဇော့ပဲ ဟုတ်ပဲ ခေါင်းပဲပါဒါပေမဲ့အဲ့ခေါင်းထဲမှာဟိုဆေးကိုခေါင်းပါဒီလေးတော့ရောက်ပါဟောငါလည်းတော်တာဟောဒီမှာ ဒီလို ပေးလိုက် မိုက်တယ် မိုက်တယ်ဒီလေးကြအဘာရဲဇော့ကတော့ကြိုက်တော်တော်ကြိုက် ကျွန်တော်သိရှိတယ် ဟန်ရှင်းမှာတော့မယ်တော်ပြီဒါပြတော့မယ်နိုင်ပြတော့ဟန်ရှင်းတော့မယ်Showtime set. Henshin.